အားလုံးပဲမင်္ဂလာပါရှင်ဟန်နီတို့3 season entertainment ရဲ့ Everyday Message Blog ကနေပြီးကြိုဆိုလိုက်ပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါညီမလေးညီမတို့ထပ်ဆောင်ပြန်ပြီနော်အရင်တစ်ခါကကြတော့အမတချင်းလေးကအရင်တစ်ခါကအမကမင်းမသားတမဲ့အသေးကွဲဆိုတဲ့တချင်းလေးနဲ့ဒီမှာလိုက်တာဟုတ်အခုကြတော့တချင်းပုံစံလေးအခုကြတော့တချင်းကဟိုပါပေါ့တချင်းမျိုးစားလေးကဟိုပေါ့အချိုလေးပေါ့နော်ပေါ့ပေါ့တချင်းလေးပေါ့တချင်းကောင်းစရိတ်ကကန်ပေါ့နော်ဘလို့ပုံစံမျိုးလေးလည်းမသိတော့တချင်းအကြောင်းအရာလေးတချင်းအကြောင်းအရာဘယ်လိုလဲဆိုတော့ main ကလေးတယောက်ကကွာကောင်လေးတယောက်ကိုချစ်နေတာကိုသူကသူ့ဘက်ကနေပြီးတော့ဖွင့်ပြောထားတဲ့ပုံစံမျိုးလေးပေါ့နော်သူချစ်နေရဟိုဒီလောက်ဆိုရင်တော့မင်းသိလောက်ပါပြီပေါ့အဲ့ဒီပုံစံလေးတွေပေါ့နည်းနည်းလေးသူကြိတ်ပြီးတော့ cross နဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးကိုသူရေးထားတာပေါ့အဲ့ဒီပုံစံမျိုးလေးအများစုကြိုက်နေတဲ့တချင်းပုံစံလေးပေါ့နော်အချိုလေးပေါ့နော်အမစုံနေကြတော့မဟုတ်ဘူးဒါပေမဲ့တစ်မျိုးလေးပုံစံတစ်မျိုးလေးကွဲထွက်သွားအောင်ပေါ့နော်တချင်းဖန်နေတာလည်းတီးရအောင်တီးဆရာဧကရေးပြီးထားတာပါဟုတ်အဲ့ဆိုရင်ညီမတို့3 season photo and video workshop မှာပေါ့နော်အမအစိုးကတ်လေးလာရိုက်တာပေါ့နော်ဟုတ်ကဲ့နောက်အောက်တိုးလေးရိုက်ဖို့လည်းရှိသေးတယ်ဟုတ်ကဲ့ပါမြန်လေးတော့စီစဉ်ထားပါတယ်ဟုတ်အဲ့ဆိုအမအဲ့တချင်းလေးနဲ့ပတ်သက်ပြီးတော့အမည်လေးဆိုပြပါလားဟုတ်ဟိုဒီတချင်းလေးကန်ဆယ်တချင်းလေးအမအမည်လေးဆိုပြမယ်နော်တိခတ်ပေးမဲ့မောင်လေးကလက်လုံးဆိုတဲ့နာမည်လေးနဲ့နာဂတိုင်းသားလေးပါအမတချင်းလေးကိုညီတိခတ်ပေးမှာပါအဲ့ဆိုနားဆင်ကြည့်မယ်လေးစကားလေးတစ်ခေါ်တော့ပြန်ပြောမလားမင်းကလေးဘဝမို့စိတ်ထဲမှာစူတောင်းရုံကလွယ်ပြီးဘာမှချနိုင်မှလဲမေဖို့ခက်တယ်ညိုသေးတယ်ဒီတိုင်းပဲရှင်တဲ့ရှိနေပါလေရဲ့စိတ်ပြမိရဲ့ Come on ငါချစ်တယ်မတလို့ဆိုနေသေးတယ်နေတယ်မငါကိုဘာကြောင့်မနာလဲငါကန်တရားတွေငါရင်ကိုခွဲသွားပဲမေငါဘဝနဲ့ငါပဲရှိပါစေတော့ခွဲငါချစ်တယ်မတလို့ဆိုနေသေးတယ်နေတယ်မငါကိုဘာကြောင့်မနာလဲငါကန်တရားတွေငါရင်ကိုခွဲသွားပြီမေငါဘဝနဲ့ငါပဲရှိပါစေတော့ခွဲချစ်တဲ့ရကောင်းတာပဲဟုတ်တီးခပေးတဲ့မောင်လေးကလည်းအရန်ကောင်းပါတယ်ဟုတ်ငယ်လေးရှိသေးတယ်ဟုတ်ငါရဲ့တန်လေးနဲ့အရန်လိုက်ဖက်ပြီးတော့ဆွဖြစ်နေရောဟုတ်ဆိုနေကြပုံစံမျိုးတော့မဟုတ်ဘူးနော်ကိုကတော့ raw တွေပဲဆိုတာများတယ်အဲ့ဒါပဲကြိုက်တယ်ဒါပေမဲ့လည်းဒါမျိုးလေးလည်းထည့်ပေးရမှာပေါ့နော်အချိုလေးလည်းပါစေချင်တာပေါ့နော်အဲ့ပေါ့အချိုလေးပေါ့နော်အဲ့လိုမျိုးလေးလည်းပါစေချင်တော့မိန်းမသားလေးလည်းနည်းနည်းဆန်ပြီးတော့ကိုကအမြဲတမ်းယောက်ျားဆန်ပြီးတော့တိတ်စင်မပြေနေဘူးလေချင်းလေးနဲ့လည်းလိုက်တော်လိုက်တယ်မှာခံစားချက်တွေရှိရတော့နည်းနည်းတော့ရှိဟုတ်ကဲ့ပါအဲ့တော့ဒီတချင်းလေးမင်းကလေးတွေတော်တော်များများကြိုက်မှာကြိုက်မယ်လို့ထင်ပါတယ်ဒီတချင်းလေးဟုတ်ဟွာလေးနည်းနည်းလေးကောရက်ပိုင်းမှာနည်းနည်းလေးကောရက်အပိုက်ကလေးမှာနည်းနည်းလေးအဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်ရှင်အပြင်မှာအမမထွက်သေးခင်အောင်အမအဲ့ပွဲတွေမှာစုပ်ပြအကုန်လုံးအောက်ကသဘောကြီးကြားနေကြပြိသက်တွေကလေအဲ့လိုမျိုးအောင်မြင်မယ်လို့တော့ထင်တာပဲစိတ်ထဲတော့ဗောနော်အဲ့တချင်းလေးအမီလေးကျွေးပေါ့ဒီလေးတော့တော်တော်ကောင်းနေပြီဆိုတီဗီကိုစောင့်မျှော်နေပြီနော်ဟုတ်ကျေးဇူးပါဟုတ်အမအခုဒီတချင်းကြတော့ audio ပြီးသွားပြီပေါ့နော်ပြီးသွားပြီရှင်ဟုတ်အဲ့ဆိုအမဘယ် studio မှာအတန်တွင်းထားလဲဆိုဟုတ်ဟိုကလေကိုဖိုးစော်ကောင်တာပွိုင်းအမတို့ဆရာပဲပေါ့နော်အဲ့မှာကိုဖိုးစော်ကောင်တာပွိုင်းမှာပဲအမအဲ့တချင်းလေးအကုန်လုံးလုပ်ပါတယ်ရှင်ဟုတ်နောက်ထပ်မတချင်းလေးရောအခုပြီးသားတချင်းလေးရောပေါ့နော်ကိုဖိုးစော်ကောင်တာပွိုင်းမှာအမတချင်းလေးရှိရပေါ့နော်မေစုလို့ကိုဖိုးစော်ကောင်တာပွိုင်းလည်းရိုက်ရှာလိုက်ပေါ့နော်အဲ့မှာဆို YouTube မှာတင်ထားပါတယ်အားလုံးရှိပါတယ်ရှင်အဲ့ကိုဖိုးစော်ကောင်တာပွိုင်းမှာအတန်ရောတီလုံးတော့တခါလဲမစ်ဆွဲပြီးမစ်စင်မှာတခါလဲဆွဲပြီးသားပေါ့နော်တိခတ်ပြီးတဲ့ဘန်ကလည်းဟိုကောင်တာပွိုင်း music band ပေါ့နော်အဲ့ဒါလည်းပဲအမဆရာလေးပဲပေါ့နော်
အဲဒီကောင်တော့ music band မှာပဲအမတီးပါတယ်ကြောက်တရားသချင်းတွေအကုန်လုံးပေါ့နော်ဟုတ် ကဲပါအဲ့ဆိုအမအခုဒီတချင်းလေးကို MTV ထွက်လာလို့ရှိရင်ဘယ်ကနေစောင့်မျှော်အားပေးရမလဲဆိုတော့လည်း message ပေးပါ ဟုတ်ကဲ့ပါရှင်အမတို့ဆရာကိုဖို့စောကောင်းတာ point music band အဲဒီ YouTube channel ပေါ့နော်အဲ့မှာနားဆင်လို့ရပါတယ်မေဆူ Facebook ကောင်းပါလေနားဆင်လို့ရပါတယ်ရှင်ဟုတ် ကဲပါအဲ့ဆိုအမတချင်းလေးစောင့်မျှော်ပြီးတော့အားပေးနေပါတယ် အားပေးပါစူးစမ်းနေပါတယ်ရှင်ကျေးဇူးတင်ပါတယ် ဟိုမှာ 3 season photo and video workshop မှာပေါ့နော်လာရောက်လိုက်ရိုက်ကူးတဲ့အခါမှာအမအနေနဲ့ဘယ်လိုခံစားရလဲပြောပြပေးပါအောင်နော်ဟုတ် ဒီမှာကလေဘယ်လိုလဲဆိုတော့ကိုဦးလေးလိုလည်းဖြစ်နေတာလေ3 season entertainment ကလေအားလုံးအဆင်ပြေတယ်ပြောမယ်ဆိုရင်ကိုစိတ်တိုင်းကြတယ်စိတ်ရှည်တယ်ဟိုအကုန်လုံးလာရိုက်ကြည့်ပါတိသွားလိမ့်မယ်ပေါ့နော်ဒီတိုင်းမိသားစုလိုဖြစ်နေပြီးတော့လေဟိုတနေကုန်လည်းမငီးမညူဦးလေးကလေဘာလှုပ်ချင်လဲအဆင်ပြေအောင်အားလုံးလုပ်ပေးတယ်အဲ့ကျွဲဒီမှာပဲလာပြီးတော့ရိုက်ကူးရေးလေးလုပ်ကြည့်ကြပါတဲ့နော်ဟိုမေစုတို့လောက်တာတော့အားလုံးဒီမှာပဲလောက်တာပေါ့နောက်လဲဒီမှာပဲလုပ်ဖို့အစီအစဉ်ရှိရယ်အားလုံးအဆင်ပြေတယ်ဟုတ်စိတ်ရှည်တယ်ပေါ့နော်ဟိုသူများတွေတော့မသိဘူးပေါ့ဦးလေးကတနေ့ကုန်တနေ့ကန်းသူဒီမြက်အလုပ်ရှိလဲကိုလာပြီဆိုတာသမီးတွေလာခဲ့တော့လုပ်ပေးမယ်နော်ဒါကဒီလိုရှိတယ်အခုံတင်ပေးတယ်ကိုကအစိမ့်သက်လေဟိုတရုပ်ဆောင်လာပါကိုကမသိဘူးလေဆိုတာလောက်ပဲကိုကအဲ့လိုသိရဆိုတော့အားလုံးတင်ပေးတယ်ရှင်အားလုံးအဆင်ပြေပါတယ်ကိုတွေဟိုအစိမ့်သက်လူတွေအတွက်ကြတော့အားလုံးအဆင်ပြေတယ်ရှင်ဟုတ်မလို့အစိုးကက်လေးတွေပေါ့နော်လာရောက်ရိုက်ကူးချင်တယ်ဆိုလဲရပါတယ်3 season entertainment မှာလာရောက်ရိုက်ကူးပါလို့လည်းဖိတ်ခေါ်ပါတယ်ရှင်အခုလိုဖြေချပေးတဲ့အမလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အခု3 season entertainment ကြီးလည်းဒီထက်မကတိုးတက်ပါစေအောင်မြင်မှုရရှိပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုတိခတ်ပေးတဲ့မောင်လေးကိုလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးပါတယ်ဗောလေဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟန်နီတို့3 season entertainment ရဲ့ update message program ကိုကြည့်ရှုပေးနေကြတဲ့တူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော် bye bye ရှောက်သွားရမယ်တို့ရဲ့လမ်းဟာတေချာတွေ့နေပြီတို့သူတွေ့သွားကြမည်တို့ကြီးရှိစမည်